ချမ်းသာကြောင်းတရား12ပါးလို့တရားကောင်းစီပေးပြီးတော့အဲ့ဒါလို့ဟောပါမယ်ချမ်းသာကြောင်းတရားက12ပါးဆိုတော့များလာကြီးလားလို့အဲ့ဒါလို့မထင်စေခြင်းမူဟုတ်လားဆင်းရဲကြောင်းလားချမ်းသာကြောင်းလားချမ်းသာကြောင်းဆိုမှတော့ဘလောက်ပဲလာများတယ်လို့ညင်းလွတ်เสียအကြောင်းမရှိဘူးလေတက္ကကြီးဦးလင်းစောရတစုံတယောက်သောတကုရှင်ကြီးရှိတယ်ဆိုကြပါစို့အဲ့ဒီတကုရှင်ကြီးကဟေးဒီနည်းကလေးမင်းသုံးကြည့်ပါလားစီးပွားရေးပြေလေမယ်လို့ပြောရင်ယူမလားပေးသက်ကြီးယူမနော်ဟောဒီနည်းလေးသုံးကြည့်အောင်ဗျာဒီနည်းလေးကတော့ကျမ်းမာရေးသိကောင်းတယ်ဆိုရင်ကိုယူမလားဟောဒီနည်းကလေးသုံးကြည့်ဗျာလူချစ်လူခင်သိပေါ်တာပဲဆိုရင်ယူအောင်မှာပဲလားဟောဒီနည်းလေးသုံးကြည့်ဗျာရုပ်ရည်အစဉ်အင်မတန်တင့်တယ်နိုင်တယ်ဆိုရင်ကိုယူမလားကောင်းတာဆိုလို့ရှိရင်ဘလောက်ပဲများယူမှာပဲနော်ခုမြတ်စွာဘုရားဟောထားတဲ့တရားကဆင်းရဲကြောင်းလားချမ်းသာကြောင်းလားချမ်းသာကြောင်းဆိုတော့12ပါးမကလို့အပါ120ဖြစ်လေပဲမှတ်မိအောင်မှတ်ကြရမှာပဲဘလောက်ပဲအပါတွေများတဏှာကြီးခွဲထက်မပူဘူးဆိုတာလေအဲ့ဒါလည်းမှတ်ထားအောင်ဟုတ်လားတရားကသိပြီးတော့ရှည်လျားမှလားဆိုပြီးတော့စောစောစီးစီးကြိုးပြီးတော့စိတ်ညစ်မှလည်းဇိုးရသေးတယ်နော်ဘုရားတို့တရားတဏှာကြီးခွဲပါပဲနော်အဲ့ဒီတော့ဒီတဏှာကြီးခွဲအတွင်းမှာဒီတရား12ပါးဟာမိမိတို့ဘဝမှာတကယ်လိုက်နာကျင့်သုံးမယ်ဆိုရင်ချမ်းသာစိတ်ချမ်းသာမှန်ကိုပေးနိုင်တဲ့တရားတွေလို့ယုံကြည်ပြီးတော့မြတ်စွာဘုရားရဲ့တရားအပေါ်မှာမျက်နှိုးတဲ့စိတ်တန်ဖိုးထားတဲ့စိတ်နဲ့ရိုးသေးနာယူကြည်ညိုကြစေခြင်းနဲ့ဟုတ်လားပြီးတော့ဦးဇင်းတို့တရားမဟောခင်မှာပြောချင်တာလေးတစ်ခုကတကယ်လို့များယရနာတွေအများကြီးကိုရစေနိုင်တဲ့ယရနာတိုက်ညွှန်းစာရွက်ကြီးတစ်ရွက်ရှိတယ်ဆိုကြပါစို့အဲ့ဒီတိုက်ညွှန်းစာရွက်ကြီးကိုဖတ်ကြည့်လိုက်တဲ့တလုံးမှနားမလည်ဘူးဆိုရင်အဲ့ဒီလူဟာအဲ့ဒီယရနာတွေရတဲ့အကြောင်းရှိလားရှိပါဘူး။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီယရနာတိုက်ညွှန်းဒီကိုယရနာတိုက်ကြီးစီကိုသွားဖို့အတွက်ရေးထားတဲ့စာတွေကိုဖတ်ကြည့်လိုက်တာတလုံးမှနားမလည်ဘူး။နောက်တစ်ယောက်ကတော့ဖတ်ကြည့်တယ်နားလည်တယ်ဒါပေမဲ့တိုင်ညွှန်းစာရွက်လည်းပျောက်သွားတယ်ဖတ်ပြီးသားတွေလည်းအကုန်မေ့သွားတယ်ဆိုရင်လည်းပဲအဲ့ဒီလူကိုယရနာတွေရနိုင်မှာမလားမရနိုင်ဘူးယရနာတိုင်ညွှန်းစာထဲမှာရေးထားတာကိုနားလည်ဖို့လိုတယ်မမေ့အောင်မှတ်သားထားဖို့လိုတယ်နောက်တစ်ယောက်ကတော့ယရနာတိုင်ညွှန်းစာတွေကိုနားလဲလေတယ်မေ့လဲမမေ့ဘူးသို့တော့တကယ်သွားပြီးတော့မတူဘူးဆိုရင်ကိုယရနာတွေရနိုင်မှာမလားမရနိုင်ဘူးအဲ့ဒီတော့အင်္ဂါ3ချက်နဲ့ပြည့်စုံမှယရနာတွေကိုရမယ်တိုင်ညွှန်းစာကိုနားလေရမယ်ဟုတ်လားပြီးရင်အဲ့ဒီနားလေထားတဲ့အသိဉာဏ်နားလေထားတဲ့သဘောတဘာဝတွေကိုမမေ့ပြောက်ရဘူးဟုတ်လားပြီးရင်အဲ့ဒီနီလန်းအတိုင်းတကယ်လိုက်နာပြီးတော့တူးဖော်နိုင်တဲ့အစွမ်းရှိရမယ်ဒီအင်္ဂါ3ချက်ပြည့်စုံမှယတနာတွေကိုရမယ်နော်အဲ့ဒီလိုပဲဦးဇင်းတို့မြတ်စွာဘုရားရဲ့တရားတော်တွေဆိုတာယတနာတိုင်ညွှန်းစာတွေပဲဗျပြောတဲ့အခါမှာနားလည်ဖို့လိုတယ်ချမ်းသာအောင်ဘယ်လိုကျင့်ရမယ်ဆိုတာကိုဘုန်းတော်ကြီးပြောသွားတယ်စာအုပ်ထဲမှာရေးထားတယ်ဘာပဲဖြစ်ဖြစ်နံပါတ်1နားလည်ဖို့လိုတယ်နားတော့လေတယ်မေ့ပြောက်သွားပြန်တယ်ဆိုရင်လည်းပဲတကယ်အရေးကြတော့အသုံးချဖို့နီလန်းနေမရှိတော့တဲ့အတွက်ကြောင့်ချမ်းသာဒုက္ခရနိုင်မှာမလားမရနိုင်ဘူးဒါကြောင့်ဘေးတပ်ပေါင်းသူတော်ကောင်းတို့တရားနယ်ရဆိုတာနံပါတ်1နားလည်ဖို့လိုတယ်နံပါတ်2မမေ့မပြောက်မှတ်သားနိုင်ဖို့လိုတယ်နံပါတ်3လိုင်းနာကျင့်သုံးဖို့လိုတယ်ဟုတ်လားယရနာတိုင်ညွှန်းစာကိုနားတော့လေတယ်မေ့လည်းမမေ့ပါဘူးစာရွက်ကြီးလည်းရှိတယ်တကိုင်ကိုင်နဲ့သို့တော့သွားမတူဘူးဆိုလို့ရှိရင်ယရနာတွေရနိုင်မှာမလားမရနိုင်ဘူးဟုတ်လားအဲ့ဒီလိုပဲမြတ်စွာဘုရားရဲ့ပရိယတ္တိသာသနာတို့ခေါ်ရတဲ့ဒီယရနာတိုင်ညွှန်းစာကြီးချမ်းသာဒုက္ခကြီးကိုဘလို့ရောက်အောင်သွားရတယ်ဆိုတဲ့အဖိုးမပြတ်နိုင်တဲ့ဒီလမ်းညွှန်ချက်ကြီးနံပါတ်1နားလည်ရမယ်နံပါတ်2မမေ့ရဘူးနံပါတ်3တကယ်လိုက်နာကျင့်သုံးရမယ်ဒီရည်ရွယ်ချက်ဖြင့်တရားကိုနာရမယ်ဟုတ်လားဒါကြောင့်နားထောင်ကောင်းဖို့ကအဓိကမဟုတ်ဘူးနားလည်ဖို့ကအဓိက
အဲ့ဒီနားလေတာကိုပဲအတိလို့ခေါ်တယ်ဉာဏ်လို့ခေါ်တယ်ပညာလို့ခေါ်တယ်အဲ့ဒီအတိအဲ့ဒီဉာဏ်အဲ့ဒီပညာအဲ့ဒီဝိဇ္ဇာကိုပဲလောကကြီးမှာအမျက်ဆုံးလို့မြတ်စွာဘုရားကအထက်ထပ်ချီးမွမ်းခဲ့တာဟုတ်လားဒါကြောင့်ပေတပေါင်းသူတော်ကောင်းတို့အခုအချိန်ဟာဘာလို့နေတာလဲလို့မေးရင်လောကကြီးမှာတန်ဖိုးအကြီးဆုံးဖြစ်တဲ့အတိဉာဏ်တည်းဟူသောယတနာကိုစူးစောင်းနေတာရှာဖွေနေတာဟုတ်ရလား